ပါတယ်မိတ်ဆွေကတော့မနက်9နာရီကနေပြီးတော့မှည6နာရီအထိပဲสวัสดีครับสวัสดีครับ สวัสดีค่ะสวัสดีค่ะเป็นไงบ้างเป็นไงบ้างครับก็โอเคไม่เจ็บเลยไม่เจ็บแต่บวมหน่อยนะแล้วทำหลายอย่างเลยทำทั้งจมูกทำทั้งคางเนาะแล้วก็ฉีดไขมันทั่วหน้ามันจะระบมหน่อยเดี๋ยวดีหมดเลยนะครับเดี๋ยวรอยุบทรงน่าจะสวยเลยนะครับว่าคางก็ดีเลยไม่เป็นเตารีดแล้วนะไม่อยู่คนเดียวใช่เนาะไปซื้อขนมอ๋อครับไม่เจ็บเลยเนาะไม่เจ็บเลยอันนี้ได้เห็นตัวเองในกระจกนะคะคุณเอซันยังไม่ได้เห็นรอดูอีกทีหนึ่งโอเคตื่นเต้นอยากเห็นแล้วตื่นเต้นดีเลยเห็นพร้อมกันสวยแน่เลยสวยคายเห็นมาแล้วหลังทำคางดีเลยไม่ย้วยละแต่อย่าเพิ่งไปโดนอะไรนะแต่ว่าเนื้อเราจะหนานิดนึงต้องรอยุบหน่อยนะตอนนั้นทำไปก็ผังผืดเลยเยอะเลยเนาะต้องรออะไรต่างๆออกไปเยอะเหมือนกันต้องรอเวลาเข้าที่หน่อยเพราะตรงหน้าผากมันจะบวมหน่อยนะตรงนี้จะบวมหน่อยค่ะตั้งแต่วันที่ผ่าเสร็จเนาะอาจจะนานนิดนึงแต่ยังยุบไงโอเคเรียบร้อยครับพักผ่อนนะครับสวัสดีครับขอบคุณนะคะหายไวๆนะคะคุณเนซ่าไปเจอกันค่ะโอเคบ๊ายบายไปดูดีครับทำไมรู้มาแค่ไหนพวกแค่ง่วงโอเคทานได้เลยแล้วก็เดี๋ยวจะมียาให้นะคะตัวนี้จะเป็นพาราแก้ปวดยาแก้อักเสบแล้วก็ยาลดบวมนะคะโอเคแล้วก็เดี๋ยวมียาฉีดลดปวดให้นะคะลดปวดกินข้าวอันนี้ใช่ค่ะกินหลังอาหารได้เลยเดี๋ยวปรับเตียงให้นะก่อนนิดนึงนะคะก่อนकैसे है हाँ नहीं बता लग जा कैसेป้าให้อยู่จังชื่อเวลาปลาจังชื่อวันยานี่ใช่ป้าให้ชื่อยาฟันใช่ไหมต้องแยกติ่งๆပေါ့เนาะအသက်မရှူလိုက်ရအောင်ပေါ့နော်မစားတဲ့ပဲအသက်ရှူရပါတယ်အခုကကြတော့ဆရာဝန်ကဒီအသက်ရှူရအောင်ပေါ့နော်ဒီနှာခေါင်းထဲကဟာတွေဆွဲထောက်တော့ပဲဖြစ်ပါတယ်ဒါကနှာခေါင်း open လုပ်တဲ့တူဆိုရင်တော့မတူမဆိုပေါ့နော်ဒီလိုမျိုးအသက်ရှူလို့မရအောင်3ရက်ပြီးမှပဲနှာခေါင်းတော့အသက်ရှူရမှာပေါ့เปิดเอาไปห้อง VIP ขอโทษนะเดี๋ยวเบสจะนับ1 ถึง 3แล้วก็ดึงออกนะกั้นหายใจไว้นะ1 2 3เจ็บไหมพักก่อนนะมันตึงๆเนาะโอเคอีกครั้งนึงนะ1 2เก่งมากโล่งไหมสบายมากหายใจออกแล้วเป็นไงบ้างคะคุณเนซ่า
สบายมากนะหมอทำเก่งมากไม่เจ็บเลย ไม่เจ็บซี่โครงก็ไม่เจ็บจริงๆแล้วหมอบอกว่าเจ็บซี่โครงนิดหนึ่งนะแต่ซี่โครงก็ไม่เจ็บเลย อันนี้จมูกในซานเคยทำจมูกไปทำแบบธรรมดาทำไปใส่ซิลิโคนทำเป็นโคลสแล้วมันเจ็บจริงๆนะเจ็บ3 วัน4 วันเลย อันนี้ทำโอเพนกับมอบิลไม่เจ็บเลยขอโทษนะครับเพราะว่าพูดภาษาไทยไม่ค่อยชัด โอเคလုံးဝမหนาวစမ်းပုံမှန်နှာခေါင်းရိုးနှာခေါင်း close လောက်ဖူးရပါလေ close လောက်တာ3ရက်4ရက်လောက်နာတယ်အခု open လောက်တာပေါ့နော် open လောက်လို့ရှိရင်တော့အကောင်လုံးဖောက်ရတာပေါ့နော်နှာခေါင်းတစ်ခုလုံးဖောက်ရတာလုံးဝမหนาวဆယ်ဝန်ပြောတာလောက်လို့ရှိရင်တော့နန်ယိုအစားထိုးလောက်ရလေနန်ယိုမှာနည်းနည်းအောက်မှာပေါ့ဆန်းနန်ယိုလည်းလုံးဝမအောက်ဘူးဟိုခန္ဓာရည်ပိုရှိတဲ့လူလားတော့မသိဘူးပေါ့နော်ဒါပေမဲ့ဆန်းလုံးဝမหนาวဘယ်နေရာမှမหนาวဆယ်ဝန်ကင်တာတော့အဆင်ပြေတယ်တက်ရှိလို့ကောင်းပါပြီအိုက်ပြောပြီရှေ့တော့ပြောနေတဲ့လက်မောင်းကလက်ဝှေ့သမားနဲ့တူတယ်လက်ဝှေ့ထိုးသမားနဲ့တူနေတဲ့လက်မောင်းတွေမရှိတော့ဘူးနော်ဘိုင်ဘိုင်ကြည့်ဒီမှာအစတော့ဒီမှာလက်မောင်းအကြီးပဲဒါဟာတေးသေးလေးပဲကျန်တော့ချစ်တော့ရဲ့ကြည့်စင်းစင်းလေးဖြစ်တော့ရနော်ဒီဘက်လှည့်ပြမယ်ဟဲဒီလက်မောင်းဆိုရင်လည်းအစတော့အကြီးပဲဒါဆိုတေးသေးလေးတော်တော်လေးဖြစ်တော့ပါပြီချစ်တော့ရဲ့ Oh my god အခုလေဆန်လောက်တဲ့ဒီ X hospital မှာဆိုရင်လည်းသူကပြက်ထားပိုင်းပဲလောက်လို့ရတာမဟုတ်ဘူးခန္ဓာကိုယ်ပိုင်းမှာလည်းလောက်လို့ရတယ်ဆက်ကလက်မောင်းသေးအောင်လောက်လိုက်ပါတယ်ဆက်ကလေလက်မောင်းအစီတိတ်မရှိပါဘူးလို့ဆိုတော့ဆက်ကကိုယ်ကလေးဝိတ်ချထားပြီးသားဆိုတဲ့လူဖြစ်တော့လေလက်မောင်းကအရန်မကြည့်ဘူးဒါပေမဲ့မဆဲတယ်ပိုကြည့်တာပေါ့နော်အဲ့ဒါလေးကိုလည်းဒီမှာအများကြီးသေးလိုက်ပါတယ်ဟူးဟေးဒါ3ရက်မြောက်နေပါဒါတော့ပေါင်နော်ဒီမှာပေါင်ပါလေထောက်ထားပါတယ်ပေါင်ပါအစီထောက်ထားပြီးတော့မှပေါင်ထဲကအစီကိုဆမ်းပြတ်တာတစ်ခုလုံးပါပြန်အစားထိုးထည့်ထားပါတယ်ဟုတ်ပြီဝူးနော်โอเคအဲ့ဆိုတော့ခြေတော်အားလုံးပေါ့နော်ဒီ plastic surgery လောက်ဖို့စဉ်းစားထားတဲ့သူတွေပဲဖြစ်ပေါ့နော်ပြဿနာပဲဖြစ်ခန္ဓာကိုယ်ပဲဖြစ်ကြိုက်တာလုပ်လို့ရပါတယ်ဒီ hospital မှာသွားပြီးတော့မှစကားပြောလို့ရပါတယ်ဆန်း3ရက်မြောက်နေ့ပါလုံးဝနာကျင်မှုမရှိဘူးဒီနေ့ဆိုတော့ဆန်းကနှာခေါင်းပိတ်ထားတဲ့ဟာကိုတော့ဆွဲထုတ်မှာဖြစ်ပါတယ်အခုကတော့ပါစတဲ့ပဲတက်ရှူရတာပေါ့နော်အခုဒီနေ့3ရက်မြောက်နေ့ပါဒီဟာလေးဖွင့်ပေးမှာဖြစ်ပါတယ်နှာခေါင်းဖွင့်တော့ဖိတ်ပေးမှာဖြစ်ပါတယ်နှုတ်မလောက်ဘူးလားဆိုတော့နှုတ်လောက်ဖို့ဝါသနာမပါလို့ပါနှုတ်မလောက်ပါဘူးသူဟာနဲ့သူကတော့ရှိထားပြီးသားပဲเนาะနှုတ်ဘလုံးမလောက်ဘူးအစီအစဉ်မရှိပါဘူးစပိမလောက်ဘူးလားပိမလောက်ဘူးလားဆိုပိမကြိုက်ပါဘူးကျွန်မအချောင်းနဲ့ပဲကြိုက်ပါတယ်ကျေးဇူးများတင်ပါတယ်